ဒီပန်းလေးတွေကိုမတ်မွန်ပွင့်လေးတွေလားဂျပန်ဆာကူရာလားမြန်မာချယ်ရီပန်းလေးတွေလားဆိုတာကိုဘယ်လိုခွဲခြားကြမလဲ How do we know if it's a peach or Japanese sakura or Myanmar cherry blossom? How to tell them apart? ဒါလေးတွေကတော့မတ်မွန်ပွင့်ကလေးတွေပါသူ့ရဲ့ပွင့်ဖက်လေးတွေရဲ့ထိပ်ဖြားကချွန်ပါတယ်သူ့မှာရိုးတံမရှိပဲပန်းပွင့်လေးတွေကပင်စီမှာကပ်ပြီးတော့အဆုပ်လိုက်ပွင့်ကြပါတယ် These are peach blossoms. The petals have pointy ends. They have no stems and grow in clusters directly on the branches. ဒီမမွန်ဘေးကနေချိုချိုချင်းချင်းရတာရှိပြီးအသားလေးများတဲ့မမွန်သီးလေးတွေသီးပါတယ်ရှင် From these trees we get sweet, tangy and fleshy peaches. ဒီတစ်ခါမှာတော့ဆာကူရာဘန်ကလေးတွေကိုကြည့်ကြရအောင်ပါနော် Next, let's look at the sakura. Sakura ပန်းကလေးတွေထူးခြားချက်ကပွင့်ဖက်ထိပ်ဖြားမှာ V ပုံစံအချိုင်ကလေးပါတာပါ The unique thing about sakura is that the tiny V-shaped notch at the tip of each petal. Sakura ပန်းကလေးတွေကရိုးရံရှည်လေးတွေမှာတွဲလောင်းလေးပွင့်နေကြပါတယ် Sakura flowers hang from long, thin stems. ကဲခုနောက်ဆုံးပြပြချင်တာကတော့ကျမတို့ရဲ့မြန်မာ cherry ပန်းလေးတွေအကြောင်းပါပဲရှင် And finally our Myanmar cherry သူ့ရဲ့ပွင့်ပတ်လေးတွေကဝိုင်းဝိုင်းဆက်ဆက်ကလေးတွေပါအချိုက်လည်းမပါသလိုချွန်လည်းချွန်မနေပါဘူးရှင် The petals of the Myanmar cherry are perfectly round. They aren't not or pointed. ကြည့်သမ်းပါအောင်ရှင်အေးချမ်းလှတဲ့ဆောင်းရာသီမှာကောင်းကင်ပြပြကြီးကိုနောက်ခံထားပြီးလေအဝိမှာတလွတ်လွတ်လှုပ်ခတ်နေတဲ့ cherry ပန်းလေးတွေကလှရက်လိုက်တာနော် Look at those cherry blossoms. They are so pretty swaying in the wind under the blue winter sky.